ကောင်းအလောက်ခောက်နေရတယ်ဘာကိစ္စရှိလို့လဲ အချစ်ဆိုမင်းလား ဟုတ်တယ်လေကျမပဲဘာကိစ္စရှိ ဟုတ်ပြီလေငါမင်းနဲ့စကားအများကြီးပြောစရာရှိတယ်ငါခန်းထဲဝင်မယ်ဖဲ့ ဟိုင်မောင်အနီဒါဘာလုပ်တာလဲ ငါလေမင်းချူစားနေတဲ့ကိုခန့်ရဲ့အမေပဲအမလီမင်းလိုမျိုးယောက်ျားတကာစီကချူစားနေတဲ့ပိုင်းလုံးမအပြက်မညာငါသားနဲ့တူလာတန့်လာ အန်တီတာသမီချင်းကိုချင်းစာပါအန်တီရဲ့စကားဆိုတော့ပြောတိုင်းလည်းကောင်းတာမဟုတ်ကျမကိုချင်းတိတ်ခါပြက်နေတဲ့မိန်းမမဟုတ်လူနှစ်ယောက်ချစ်ကြတဲ့နေရာမှာလေခုံနေပကာသနာတွေကအရေးမကြီးပါဘူးအန်တီရဲ့အဓိကချစ်ချင်းမြတ်တာနဲ့သစ္စာတရားရှိနေဖို့ပဲမဟုတ်ဘူးလား အိုးငါ့ကိုသစ္စာမြတ်တာရွှေမန်းသမီးနေလာပြီးပြောပြမနေနဲ့ရွှေရင်အေးတရားရလာပြီးတော့ဟောမနေနဲ့ဒီမှာမင်းလိုချင်တဲ့ပတ်စံသိတဲ့ထောင်မင်းဘဝမှာလေတစ်ခါမှအနက်အောင်ရှူတဲ့ပတ်စံတော့တောက်ရွှေရွှေကြီးလိုက်ဒီနေ့ဒီချိန်ကစပြီးတော့ငါသားရဲ့အရေးကိုနင်းလုံးဝနင်းစရာမလိုငါယွန်းနေ အန်တီစကားတွေကအရန်တရားလွန်နေပြီနော်ကျမအဲ့ငွေတွေမမက်ဘူးအနိသားကိုလည်းကျမတထေးသားမှမသိလို့ချစ်ခဲ့တာကိုကလည်းကျမကိုလိန်ခဲ့တာလေအဲ့တော့အန်တီဒီပတ်စံတွေပြန်ယူသွားပါကိုကိုလည်းပြောလိုက်ဘာမှမရှိတော့တဲ့တနေ့ကျမစီပြန်လာခဲ့လို့ကျမအချိန်မရွေးလက်ခံပါတယ်လို့ပြောလိုက် အမလေးဒရမာကွင်းစပန်းတို့တွေလုံနေတယ်ဗောညီရရတယ်ညီတီငွေတွေမယူဘူးမဟုတ်လားငါယူသွားမယ်ညီထိုင်တဲ့ညီက လီလာလေး ကဲဟဲ့ညီ ပြုတ်တိုင်းကကြည့်တာအလကားမှမဟုတ်တာအန်တီရဲ့ မျိုးလှုပ်တော့ဒင်းရဒီမှာငါလေညီချူစားနေတဲ့ကိုခန့်ရဲ့အမေပဲဒီမှာပတ်စံသိန်းတစ်ထောင်ညီဘဝမှာလေတစ်ခါမှအနက်အောင်ယူခဲ့တဲ့ပတ်စံဒီမှာကြည့်လိုက်ယူထားလိုက်တခါတည်းညီငါသားနဲ့တူလို့လားတန်လို့လားအဲ့တော့အခုချက်ချင်းနောက်ဆုတ် ဒီပါအောင်အန်တီရဲ့အန်တီသားနဲ့တူသလားတန်သလားမရအန်တီသားကယောက်ျားလေးကျမအမိန်းမဘယ်လိုလုပ်တူမှာလဲပြီးတော့မတန်စရာအကြောင်းလည်းမရှိပါဘူးတန်လို့လေကျမတို့ဒီချိန်နေထိရောက်လာတာပေါ့အန်တီရဲ့ပြီးတော့လေအန်တီသားတီယူကျောင်းစင်အင်ဂျင်နီယာဖြစ်လေတဲ့တောင်တိုင်ဆောင်ပြီးတော့အနိသားလို့6ပေ4လက်မောင်ကျမမက်ကိုမမတ်တာ နေစမအောင်ငါသားရဲ့အရက်က6ပေတော့4လက်မဘာကိုပြောရလဲညီက ။အိုး6ပေရတော့ရက်ပေါ့4လက်မဆိုတာဘာမှသုံးစားလို့မရတဲ့ဟာကြီးကိုပြောတာအန်တီရဲ့ အမလေး အဲ့တော့အန်တီဒီပတ်စံတွေထားတဲ့အန်တီလစ်တော့ ငါ့အများလာပြီးတော့ထားလိုက်တော့ဟိုဒါနဲ့လေညီကငါ့ကိုရုပ်ရှင်တွေကလိုမျိုးဒီပတ်စံတွေပါလေငါပြန်ပြီးတော့မပေးလိုက်ဘူးလားဟဲ့ရုပ်ရှင်တွေပါဆိုလို့ရှိရင်တို့ပတ်စံပြန်ပြီးတော့ပေးလိုက်တယ်လေဒီမပေးလိုက်ဘူးလားငါ အန်တီရဲ့ရုပ်ရှင်တွေကလို့ဒီပတ်စံတွေကိုပြန်ပေးလိုက်ရအောင်မအေးဝဲစီစဉ်တာမှမဟုတ်တာအန်တီရဲ့အဲ့တော့အန်တီဒီဟာထားပြီးအန်တီလစ်လိုက်တော့ အမလေးတော့ကောင်းကောင်းလုပ်တယ်ဒီကောင်မကောင်းနေရလဲအမလေးကောင်းတယ်